2003 ခုနှစ်ဧပြီလမှာအေရွန်ဆိုတဲ့အမျိုးသားတဦးတဲ့တောင်တက်ရန်ထွက်ခွာခဲ့တယ်တဲ့ဒါပေမဲ့လန်ခီတစ်ခုမှာမတော်မဆဖြစ်ပွားပြီးကြီးမားတဲ့ကြောက်တုံးကြီးတစ်ထုံပြုတ်ကျပြီးသူ့ရဲ့လက်ဖြံကိုနေရန်နဲ့အတူကျိတ်မိပြီးဖိထားသလိုဖြစ်သွားတယ်နောက်ဆုံးမှာအဲ့ဒီနေရာမှာပဲ9ရက်နဲ့9နာရီကြာအောင်ပိတ်မိနေခဲ့တယ်တဲ့ပါလာတဲ့ရေနဲ့အစားအသောက်များကုန်ဆုံးသွားပြီးတဲ့နောက်မှာသူ့ကိုယ်သူတည်တော့မယ်လို့ယူဆပြီးကြောက်နေရပေါ်မှာသူ့ရဲ့နာမည်တွေမွေးတက်ကရစ်တွေကိုထွင်းခဲ့တယ်တဲ့လူနဲ့6ရက်မြောက်နေ့မှာသူကအသက်ရှင်လို့စိတ်ပြင်းပြင်းနဲ့အစွန်းရောက်သောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်အဲ့ဒါကတော့သူ့လက်ဖြံရိုးကိုရိုက်ချိုးပြီးသူသည်ကြောက်တုံးရဲ့အရှိန်ကိုအသုံးချပြီးလက်ဖြံရိုးအရင်ကိုကျိုးအောင်ပြုလုပ်ခဲ့တယ်တဲ့ဒီလိုနဲ့ဆောင်ရထားတဲ့အရေးသွေးမကောင်းတဲ့တုံးနေတဲ့ဓားလေးနဲ့ကြွက်သားနဲ့အရေးပြားတွေကိုတနာရီခန့်ကြာအောင်ကိုယ်တိုင်ဖြတ်တောက်ခဲ့တယ်တဲ့လွတ်မြောက်ပြီးတဲ့နောက်မှာတော့အေရွန်ကသွေးထွက်လွန်နေတဲ့ခြားကပေ60မြင့်တဲ့ကဘာကိုကျိုးတစ်ချောင်းနဲ့ဆင်းခဲ့ပြီးနေပူထဲမှာ9မိုင်ခန့်လမ်းလျှောက်လာခဲ့တယ်တဲ့နောက်ဆုံးမှာခရီးသွားမိသားစုတစုနဲ့တွေ့ဆုံပြီးကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ဆေးရုံကိုပို့ဆောင်နိုင်ခဲ့တယ်လက်တစ်ဖက်ဆုံးရှုံးခဲ့ပေမဲ့ဘဝကိုတော့ပြန်ရခဲ့တယ်ဟုအေရွန်ကနောက်ပိုင်းမှာပြောပြလာခဲ့တယ်တဲ့မိတ်ဆွေတို့ဒီကိစ္စလေးကိုဘယ်လိုမြင်လဲကြောက်တုံးရဲ့အောက်မှာပြိနေတဲ့လက်ကိုမဖြတ်ဘဲနဲ့အဲ့ဒီမှာပဲအသက်ဆုံးရှုံးခံမလားဒါမှမဟုတ်လက်ကိုဖြတ်ပြီးမှကိုယ့်ဘဝကိုဆက်ရှင်သန်မလားဆိုတာကိုကွန်မန့်လေးမှာတစ်ချက်မှတ်ပေးရပါအောင်နော်